ဗင်နီဇွဲလားနိုင်ငံရဲ့ကာရကစ်မြို့ရဲ့မနက်ခင်းထူးခြားနေတယ်လူတွေလမ်းမပေါ်ထွက်လာကြတယ်အလံတွေလှုပ်ခါနေတယ်တချို့မျက်လုံးတွေထဲမှာမျက်ရည်တွေတချို့မျက်နှာပေါ်မှာနှစ်ပေါင်းများစွာမတွေ့ရတဲ့အပြုံအာနာချင်းမာဒူရိုကိုထရန့်ကဖမ်းလိုက်ပြီဆိုတဲ့သတင်းစကားကတမျိုးလုံးကိုလှိုင်းလိုဖြတ်တန်းသွားတယ်ဒီနေ့ဟာနိုင်ငံတစ်ခုရဲ့ကြောက်ရွံ့မှုရှည်လျားတဲ့အခမ်းအဆုံးသတ်တယ်လို့ခံစားရတဲ့နေ့နီကိုလစ်မာရူရိုဟာဟူကိုချာပင်နောက်စက္ကန့်လာတဲ့ခေါင်းဆောင်အစပိုင်းမှာပြည်သူဘက်ကလို့ပြောပြီးမြဲအချိန်ကြာလာတာနဲ့အမျှရွေးကောက်ပွဲအပေါ်မိကွန်းထုတ်ခံရစန့်ကျင်သူတွေဖမ်းဆီးခံရစီးပွားရေးပြိုလဲအစားအစာစေဝါမလုံလောက်မှုပြည်သူတန်းတဲ့ရှိနိုင်ငံသားထွက်ခွာအာဏာကိုထိန်းထားဖို့အတွက်စစ်တပ်ကိုလုံခြုံရေးအင်အားကိုပြည်သူစန့်ကျင်ဖို့အသုံးချလာတယ်မာဒူရိုအတွက်ကတော့အာဏာကအသက်ရှင်ဖို့လိုအပ်ချက်တစ်ခုလိုဖြစ်လာခဲ့တယ်ဗင်နီဇွဲလားဟာကမ္ဘာရေနံအရင်းမြစ်အကြီးဆုံးနိုင်ငံတွေကတစ်ခုဒါပေမဲ့စီးပွားရေးစနစ်မှာအကျိုးအမြတ်မညီမျှမှုအာဏာရှင်စနစ်တွေကြောင့်ကျွယ်ဝမှုကလူအနည်းစုလက်ထဲမှာကြံခဲ့ပြီးပြည်သူအများစုကဆင်းရဲသွားတယ်ဒါဟာနိုင်ငံတစ်ခုရဲ့ကံကြမ္မာမဟုတ်ဘူးစနစ်ရလက်ဖြစ်တယ်လူတချို့ကတော့ထရန့်ရဲ့အမည်ကိုပြောရင်းမျက်ရည်ကျလာတယ်သူတို့အတွက်ထရန့်ဟာသူရဲ့ကောင်းဖြစ်ရှင်လို့ဝင်လာသူမဟုတ်ဘူးဒါပေမဲ့အာဏာရှင်တဦးရဲ့လက်အောက်မှာအသက်ရှူတော်ခက်ခဲနေရတဲ့လူတွေအတွက်အမှောင်တွေကမိကွက်တစ်လုံးကိုဖွင့်ပေးလိုက်သူလိုပဲဖြစ်သွားခဲ့တယ်လူတွေပြောကြတယ်ဒီလိုရဟအမေရိကန်နိုင်ငံအတွက်ဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့အတွက်တော့အသက်ရှင်ဖို့မျှော်လင့်ချက်ပြန်ရတာဒီနေ့မှာဗင်နီဇွဲလားပြည်သူတွေအတွက်ထရန့်ဆိုတဲ့နာမည်ကနိုင်ငံခြားအငင်းပွားမှုထက်ကျေးဇူးတရားနဲ့ဝမ်းသာဂုဏ်ယူမှုကိုကိုစားပြုတဲ့နာမည်တစ်ခုအဖြစ်မှတ်မိသွားတဲ့အာဏာရှင်တဦးကိုရပ်တန့်စေတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဒါဟာနိုင်ငံခြားခေါင်းဆောင်ကိုချီးကျူးတာထက်ကြောက်ရွံ့မှုကနေလွတ်မြောက်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုအောင်ပွဲခံတာဖြစ်တယ်လူတွေပြောကြတယ်ဒီနေ့အမေရိကန်အတွက်မဟုတ်ဘူးဗင်နီဇွဲလားပြည်သူတွေအတွက်ဖြစ်တယ်ဒီဇလန်ကတည်င်းမဟုတ်ဘူးဒါပေမဲ့ပြောချင်တဲ့အရာတစ်ခုရှိတယ်အာဏာရှင်စနစ်အောက်မှာပြည်သူတွေကနိုင်ငံခြားသူရဲ့ကောင်းကိုအားကိုးတာတဲ့တော်လန်ပြည်သူလူထုအချင်းချင်းစီလုံးညီညွတ်မှုတည်ဆောက်ပြီးကြောက်ရွံ့မှုမနှက်ခင်းကိုမရှိစေအောင်ဖန်တီးနိုင်ဖို့ဖြစ်တယ်ကြောက်ရွံ့မှုမရှိတဲ့မနှက်ခင်းတစ်ခုကိုဖန်တီးနိုင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့လည်းသမ္မတဒေါ်နယ်ထရန့်ရဲ့ Facebook အကောင့်မှာမြန်မာနိုင်ငံကမင်းအောင်လှိုင်ကိုလည်းအမြန်ဆုံးလာရောက်ဖမ်းဆီးပါလို့ comment မှာသွားရေးခဲ့တယ်